ကိုဘဝဆက်တိုင်းကောင်းစားစေခြင်းနဲ့ဆိုရင်တဲ့မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နတ်နံပပိနဆိုလိုတာကမဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့ကိုယ်ရင်ထဲမှာမဟုတ်တဲ့အတွေးတွေကြောက်လာစေနဲ့တောင်းလန်ဖယ်ရှားပြေလို့ပြောနော်လက်မခံနဲ့မဟုတ်တဲ့အတွေးဆိုတော့ကောင်းတဲ့အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေးတွေကိုတွေးပြီးပါဘာတွေတွေးရမလဲကိုယ်ရေးကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရလားငါတဏ္ဍမှာကိုချင်းသီလရှိရလားငါပါရိနဲ့အချိန်ကုန်နေတယ်ငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလားကိုယ်ကိုဆန်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်ရင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ကအရေးကြီးတယ်ရင်ထဲမှာတရားဖြစ်နေတယ်လှူတာမလှူတာတဲ့တရားဖြစ်နေတယ်ရင်ထဲမှာတတိတွေဖြစ်နေတယ်ရင်ထဲမှာမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝိရိယတွေဖြစ်နေတယ်ရှင်ထဲမှာစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုမှတည်ကြည်မှုတွေဖြစ်တယ်ရှင်ထဲမှာအမှန်ကန်ဆင်ញင်သုံးသပ်တတ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသပ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေတယ်တတ္ထဝိရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍမှာမဖြစ်တော့သီလနဲ့ထုံမွမ်းထားမယ်တရားနဲ့ထုံမွမ်းထားမယ်တုဒ္ဒနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းတယ်ဆိုမကြတတိယကိုပြောကိုယ်ဆောက်တဲ့သီလလေးတွေနဲ့မကြတတိယမကြတတိယနေခြင်းအပြင်ကုသိုလ်ဆိုတာစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာဒီသီလဟာထပ်ဆောင်မလို့အကျိုးတက်လာအကျိုးဖြစ်လာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယနှစ်ခါကုသိုလ်စိတ်ဖြစ်တယ်အဲ့တော့ယင်းနဲ့နှလုံးထဲမှာတတ္ထာပရိဘဝိတစိတ်သီလပရိဘဝိတစိတ်တုဒ္ဒပရိဘဝိတနာထားတဲ့တရားတွေမကြတရားနာစဉ်းစားတုဒ္ဒပရိဘဝိတစိတ်စာကကိုလူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုရင်နဲ့နှလုံးထဲမှာမကြကြတာတည်းအေးဆင်ញင်တုံတရားလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအနည်းဆုံးကကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမာဓိဋ္ဌိမမြဲဘူးလို့သိတာဝိပဿနာသမာဓိဋ္ဌိအနည်းဆုံးကမ္မတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုကိုယ့်ရဲ့နဲ့ဖြစ်အောင်လုပ်ရမှာပဲဖြစ်တယ်အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနမမဖြစ်ဘူးကုသိုလ်တရားကိုတတိယနေခြင်းအပြင်ကုသိုလ်တရားကိုမေ့လျော့တဲ့ပမာဒတရားလည်းကိုယ့်ရဲ့နေမှာဖြစ်တော့ဘူးအဲ့ဒီလိုအဆိုးတရားတွေကိုဖယ်ရှားဖို့ရသဗျာအတ္တနေစီပိယစင်ညာကိုမျက်နှိုးတဲ့တန်ဖိုးထားတယ်ဆိုရင်နနံပပိနတန်ယူစီကိုယ့်ရဲ့နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေမဖြစ်စေနဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးမကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွေ့နဲ့မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုရယ်ကိုယ့်ရဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါ